ငယ်လေးတွေကဟန်ဆောင်ပြီးတော့ကျမစီကမြတ်တာတွေရှင်လင်ညာယူခဲ့တာ no မဟုတ်ဘူးအဲ့ဒီမြတ်တာတွေကိုမင်းရတာငါ့ကိုဘလို့ချစ်ချင်းနဲ့ပေးခဲ့တာလေငါမင်းကိုတနာခဲ့ရုံတတ်ပဲမင်းဘာသာမင်းငါ့ကိုတွေ့တာသွားခဲ့တာလေဟမ်အဲ့လိုရှင်ရဲ့ယွန်စရာကောင်းတဲ့မျက်နှာပုံတွေရွေ့ခွာချလိုက်စမ်းမဒီနေ့อ่ะသူ့တေကိုတေပဲကိုမိုးနာ ကိုမိုးနောင်းနဲ့လားအခေါ်ရဒဇိုင်းနေစမ်းကုန်ပြီဗောဟုတ်လားညီမလေး ကျမကလေညီမလေးဆိုရယ်စကလုံးခေါ်စမ်းပါနဲ့ယွန်လို့ထွေး ကြိုက်တယ်အဲ့လိုစိတ်ဓာတ်မျိုးကိုကြိုက်တာဒီနေရာကိုမင်းရောက်လာတဲ့ဟိုဟာမင်းမှားသွားပြီဟာမကြခင်ပါငါမိပါတယ်ဆုံးရှုံးခဲ့တဲ့အရာရောငါကိုယ်ရဲ့ဆုံးရှုံးခဲ့တဲ့အရာတွေကိုရောငါအကုန်လုံးပြန်ယူနိုင်တော့မှာမင်းကအခုတော့အချိုးတွေကြောင့်ငါမင်းကိုမုန်းတာငါမင်းကိုလေအခုလည်းမုန်းနေငါရဲ့တော့လည်းငါမင်းကိုမုန်းခဲ့တယ်ငါတိတ်မုန်းတဲ့မိသားစုဖြစ်တဲ့မင်းကိုငါရမ်းမုန်းလို့မင်းကချစ်အောင်ဆောင်ပေးခဲ့တာအေးအဲ့ဒီအချစ်တွေအတွက်မင်းပြန်ပြီးပေးဆက်ရမှာမင်းတို့ညီမမြောက်စလုံးရဲ့အသက်ပဲ ဖြူစင်နဲ့ကလေးတယောက်စီရဖြူစင်နဲ့မြတ်တာလိန်ယုံခဲ့တဲ့ရှင်အတွက်ရှင်မြတ်တာဆုံးရှင်ကျမမြတ်တာရှင်ဆုံးမှာကိုကြားရမျက်ရည်ရှင်ကိုတယောက်လို့တွေ့တာလို့ကြားရမျက်ရည်ကိုကနေစပြီးတော့ရှစ်လို့လူအတွက်ဘယ်လိုမျက်ရည်မှမကြတော့ဘူးရှင်နားလေထားလိုက်